ရှေ့ဗီဒီယိုမှာ Facebook နဲ့ချိတ်ဆက်တဲ့အပိုင်းပြီးသွားပြီဆိုတော့အခုပိုင်းကတော့ AI နဲ့ချိတ်ဆက်တဲ့အပိုင်းပဲဖြစ်ပါတယ်ခင်ဗျ10ရောက်လမ်းကြောင်းလေးကအပေါင်းလေးကိုနှိပ်ပြီးတော့ AI agent ဆိုတာလေးကိုရှာပြီးတော့ထည့်ရမှာဖြစ်ပါတယ်ဘောက်လေးတစ်ခုပေါ်လာရင် user message ဆိုတဲ့အတန်းလေးထဲမှာ define ပြီလို့ဆိုတာကိုရွေးလိုက်ပါခင်ဗျpro user ဆိုတဲ့အကွက်ထဲမှာကြတော့ customer ကပို့ခဲ့တဲ့ tag ဆိုတာလေးကိုဆွဲပြီးတော့ထည့်လိုက်ရုံပဲခင်ဗျပြီးရင်တော့ option ထဲဝင်ပြီးတော့ system message ဆိုတာလေးကိုရွေးပေးလိုက်ပါခင်ဗျsystem message ဆိုတဲ့အကွက်လေးမှာတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့မာရိတူနာမည်နဲ့လောက်တာတော့မာရိတူနဲ့သက်ဆိုင်တဲ့အချက်လက်တွေထည့်ပေးတာပါတယ်ခင်ဗျာပြီးတော့ရင်တော့ AI agent အောက်က chatbot တဲ့အကွက်လေးမှာဒီမှာ API key လေးထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်မှာတော့ Google API key ရှိတော့ကျွန်တော် Google API key နဲ့ချိန်ပြတာပါတယ်တကယ်ကိုယ်မှာရှိတဲ့ API key နဲ့ချိန်လို့ရပါတယ်ဒီမှာ set ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးတော့ key API key နေရာမှာကိုယ့်ရဲ့ API key လေးထည့်လိုက်ရင်ရပါပြီခင်ဗျာစေးခလုတ်လေးကိုနှိပ်ပြီးတော့အစရောက်အတန်းလေးပေါ်လာရင်တော့ API key ချိတ်ဆက်တာအောင်မြင်သွားပြီဖြစ်ပါတယ်ခင်ဗျာပြီးရင် AI agent ထဲဝင်ပြီးတော့ execute stat ဆိုတာလေးကိုကလစ်လိုက်ပါခင်ဗျာကျွန်တော်ကအရင်စာပို့ထားတဲ့လက်စာရှိနေတော့အခုလိုမျိုးလောက်တာပါတကယ်လို့တကယ်ကျွန်းတို့မှလည်းမလောက်ရသေးဘူးဆိုရင်တော့ execute stat ဆိုတာလေးကိုနှိပ်ပြီးတော့ Facebook ကိုမိချိတ်ဆက်ထားတဲ့ Facebook ကိုစာပို့လိုက်ရင်တော့အခုလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာmemory ထည့်တဲ့အပိုင်းလေးဖြတ်မိသွားတော့တကယ်လို့နားမလဲခဲ့ဘူးဆိုရင်ကျွန်တော်လာမေးလို့ရပါတယ်ခင်ဗျာ AI agent ကပြောတဲ့စာသားတွေကို customer ဘက်ခြမ်းပြန်ပို့ဖို့ HTTP request ဆိုတဲ့ tool လေးတစ်ခုလိုပါတယ်ခင်ဗျပုံမှန်ဆိုရင်တော့လေ click တစ်ချက်တည်းနဲ့အဲ့မှာ import CURL ဆိုတဲ့စာတန်းကနေတွင်းလို့ရတာဒါပေမဲ့ကျွန်တော်ဗမာစာပါနေလို့လားမသိဘူးတွင်းရတာအဲ့ဒါဖြစ်နေလို့အဲ့ဒါကျွန်တော်မှတွင်းတဲ့ညီလေးကျွန်တော်ပြန်ပြီးတော့လုပ်ပြတာပါတယ်ဒီ URL ဆိုတဲ့အတန်းမှာအဲ့မှာ link လေးတစ်ခုထည့်ရပါမယ်အဲ့ဒါ Facebook developer channel မှာကျွန်တော် copy ကူးပြီးတော့ထည့်လိုက်မှာခင်ဗျာအဲ့ဒါလေးဝင်မတက်ဘူးဆိုကျွန်တော်မှတ်မှာလိပ်စာလေးမှတ်နာပေးပါမယ်ခင်ဗျာ copy ကူးလာတဲ့လိပ်စာထဲမှာ page asset 3ကင်နဲ့ page ID ဆိုတာလေးကိုအစားထိုးရမှာဖြစ်ပါတယ် page asset 3ကင်ကတော့ကျွန်တော်အပိုင်းတင်မှာယူထားတဲ့ key လေးကိုထည့်လိုက်ရုံပါပဲခင်ဗျာ page ID မှာကျတော့ကျွန်တော်နဘေးမှာရှိပါတယ်ခင်ဗျာ repeat အောက်က ID ကိုဆွဲထည့်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့သူ့အောက်ကအတန်းမှာ predefine ဆိုတဲ့စာတန်းလေးကိုရွေးပေးပါခင်ဗျာနောက်တစ်ခုမှကျတော့ Facebook Graph API ဆိုတာလေးကိုရွေးပေးပါခင်ဗျာပြီးရင်သူ့နဘေးကအကွက်လေးကိုနှိပ်ပြီးကျွန်တော်တို့ copy ကူးလာတဲ့ Facebook 3ကင်လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင် sandbox ဒီအကွက်မှာအမှန်ချစ်ပေးပြီးတော့အောက်မှာကျွန်တော် name ဆိုတဲ့နေရာမှာ repeat ဆိုတဲ့စာလေးထည့်ရမှာဖြစ်ပါတယ်value ဆိုတဲ့အကွက်မှာတော့ sender ID လေးကိုဆွဲထည့်ရမှာဖြစ်ပါတယ်ပြီးရင် add body field ကိုနှိပ်ပြီးတော့ name ဆိုတဲ့နေရာမှာ messaging တွိုင်ဆိုတာလေးကိုထည့်ပေးရမှာပါ volume ဆိုတဲ့အကွက်လေးမှာကျတော့ response ဆိုတဲ့စာလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ add body ကိုထပ်နှိပ်ပြီးတော့ name ဆိုတဲ့နေရာမှာ message tag ဆိုတဲ့စာတန်းလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ volume ဆိုတဲ့နေရာမှာကကျတော့ AI ကအဖြေထုတ်ပေးတာတဲ့ output ဆိုတဲ့စာတန်းလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ execute stat ဆိုတာလေးကိုနှိပ်ကြည့်ပါမယ်ခင်ဗျာအခုဆိုရင် AI က Facebook ဘက်ကိုအဖြေပြန်ပို့ပေးနေပါပြီခင်ဗျာ AI ရဲ့အဖြေတွေအဆင်ပြေလားဆိုတာကျွန်တော်အခုစမ်းပြတာလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကငပိကြောင်ပြောတာတော့ AI ကငပိနဲ့ပတ်သက်တာဒီလေးပဲဖြည့်ပေးပါတယ်ကိုယ့်ရဲ့ပိတ်မှာကိုယ့်ရဲ့ product အကြောင်းပဲပြောတာတဲ့ဆိုရင် तू ကကိုယ့်ရဲ့ product နဲ့ပတ်သက်တာတွေပဲဖြည့်ပေးပါတယ်ခင်ဗျာမဆိုင်တဲ့အကြောင်းတွေမေးလိုက်ရင်မဖြည့်ဖို့လည်းသတ်မှတ်ထားလို့ရပါတယ်ခင်ဗျာတခါတလေကျရင် API key က तू ကအဲ့ဒါတတ်ပါတယ်ခင်ဗျာဒါပေမဲ့ဘာမှမဖြစ်ပါဘူးမှာပုံမှန်ပြတဲ့အတိုင်း setting လေးတစ်ခုဖွင့်လိုက်ရင်ရပါပြီခင်ဗျာလုံးကြည့်လို့အဆင်မပြေလာတဲ့အခါကျွန်တော်လည်းလာမေးလို့ရပါတယ်ခင်ဗျာကျွန်တော်တီးတလောက်လေးပြန်ပြောပြမှာခင်ဗျာနောက်ဗီဒီယိုမှာကျတော့ကျွန်တော် AI မပါဘဲနဲ့ Facebook မှာဘယ်လိုမျိုး auto reply ပြန်ရမယ်ဆိုတာလေးကိုကျွန်တော်လုပ်ပြမှာခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ